အားလုံးပဲမင်္ဂလာပါကျွန်တော်လင်းထက်ကိုပါကျွန်တော်ဒီကူလေးကိုကျွန်တော်ဒီနေ့ဒီအာသင်မီဒီမှာပါတဲ့တခဲကိုတစ်ချက်လဲပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါတွေကကျွန်တော်ပြင်လုံးနေမဟုတ်ပါဘူးကျွန်တော်ရောင်းတဲ့အလုံးတွေပေါ့နော်ဒီပါလာတဲ့တခဲကအာမခံတော့လို့ကျွန်တော်ကဒီလိုတခဲနှလုံးကိုကျွန်တော်2600အမေးပါတဲ့တခဲနှလုံးကိုကျွန်တော်ထည့်ပြီးရောင်းပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဝယ်သူလေးရှိမှကြာလေးသုံးလို့ရအောင်လို့ကျွန်တော်ရည်ရွယ်ပြီးလုပ်ပေးရပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာပါလာတဲ့အတိုင်းကိုကျွန်တော်ရောင်းပေးလို့ရတယ်ဒါပေမဲ့သူကအာမခံတော့ဘူးပေါ့နော်အာမခံတော့ကျွန်တော်ရဲ့ customer တွေကအဆင်မပြေမှာဆိုလို့ပေါ့နော်ကျွန်တော်ဒါကြီးလည်းမရောင်းချင်ဘူးပေါ့နော်နိုင်ဘက်တနားကြီးလောက်ထုံးပြီးတော့ကုန်သွားတာဆိုတော့ကျွန်တော်လည်းဒါကြီးမရောင်းပေးချင်ဘူးဒီမှာသူပါလာတဲ့ original တစ်ခဲကျွန်တော်ဖြုတ်လိုက်ပြီပေါ့နော်ဖြုတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဒီနှလုံးကိုကျွန်တော်ကအစားထိုးထည့်မှာဒါပေမဲ့ကျွန်တော်မှာနီကယ်ပြားကြီးတော့ကျွန်တော်တွဲထားတယ်ပေါ့နော်နီကယ်ပြားကြီးကျွန်တော်တွဲထားတယ်ပြီးရင်တော့ကျွန်တော်ခဲဆော့မှာပေါ့နော်အဲ့တော့ကျွန်တော်ခဲဆော့တာလေးတစ်ချက်ပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုနှလုံးတွဲထားတယ်ဆိုတော့ကျွန်တော်တို့ကပက်တယ်လေးပဲတွဲရတာပေါ့နော်အဲ့တော့အပေါင်းအနှုံတွေပဲတွဲရပါတယ်အဲ့တော့ကျွန်တော်ဒီမှာအပေါင်းတစ်စကိုကျွန်တော်ဒီမှာခဲဆော့ပြီးပါပြီပြီးရင်ကျွန်တော်တို့ဒီမှာဒါကပထီကိုဝင်ရမှာပေါ့နော်ပထီကိုဝင်ရမယ့်တစ်စကိုကျွန်တော်ကခဲအနီးစားတစ်စကိုနော်ဒီမှာပထီရဲ့အပေါင်းမှာလာပြီးခဲဆော့ပေးရမှာဖြစ်ပါတယ်ဒီဟာလေးကကျွန်တော်ရောင်းပေးမှာပေါ့နော်ဒီဟာလေးကကျွန်တော်ရောင်းပေးမှာကျွန်တော်14000နဲ့ပဲရောင်းပေးမှာเนาะဒီတခဲနှလုံးရယ်ဒီမီးရယ်အာသွင်းညိုးပါပါတယ်ပေါ့နော်အာသွင်းညိုးပါပါတယ်ကျွန်တော်အဲ့ဒါ14000နဲ့ပဲရောင်းပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအနှုတ်ဘက်ကိုလည်းကျွန်တော်ခဲဆော့လိုက်မယ်ပေါ့နော်ခဲဆော့လိုက်မယ်ဒီမှာကျွန်တော်ဒီကျိုးလေးကိုအနက်ဖက်မှာပတိရဲ့အနက်ဖက်မှာထပ်ရမယ့်ကျိုးလေးကိုကျွန်တော်နွာလိုက်မယ်နွာပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်စဆော်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒါကျွန်တော်တို့ဒီမီဒီအသုံးပြုလို့ရပြီပေါ့နော်တော့ဒီမှာကျွန်တော်တစ်ချက်ပြပေးမယ်ဟိုဒါဆိုရင်လုံးဝဖြာနေတာပေါ့နော်ဒါအပေါ်မှာကျွန်တော်မီးချောင်းကြီးနဲ့ထုံးလာတယ်ကြီးနော်ဟုတ်ပြီသူက30ပါတယ်ပေါ့နော်ဒီလိုဖတ်တောက်လေးလင်းလာရယ်ပြီးတော့ဒီမှာအလင်းအားငမြလင်းလာရယ်အလင်းအားနည်းနည်းရော့လာဆိုပြီးတော့3ချက်ပဲဖြစ်ပါတယ်အားလုံးပဲဆွေးနွေးရှင်းပြကြပါစေကျွန်တော်ရှင်မှာမာယူနိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ customer တွေကြာကြာလေးအထုံးခံအောင်ကျွန်တော်ဗီဒီလေးပေးခြင်းဖြစ်ပါတယ်